အခုဗီဒီယိုမှာလူတစ်ယောက်တာမန်လမ်းလျှောက်နေပုံကိုအန်နီမေးရှင်းကာတွန်းဖြစ်ဖန်တီးကြည့်မှာပါစတင်လေးလာသူတစ်ယောက်အနေနဲ့စွတ်တူပြအစဉ်အတိုင်းသွားရင်တက်လွယ်အားတက်လွယ်ပါလိမ့်မယ်သီယိုရီနဲ့ကာတွန်းရင်းနှီးကိုတော့လေ့ကျင့်ရင်တင်ယူသွားတာကောင်းပါတယ် Pinterest application မှာ frame by frame animation reference လို့ရိုက်ရှာရင်ပုံတွေအများကြီးရပါမယ်ဖုန်းထဲက Play Store ကိုတွားပြီး search မှန်ဘလူးပုံကိုနှိပ်ပါ search bar တွင်ထောက်၍ Pinterest ကိုရိုက်ထည့်လိုက်ရင် Pinterest application ကို install လုပ်ရန်ပေါ်လာပြီး၎င်း install ကိုနှိပ်လိုက်ပါဖုန်းမှာ install လုပ်ပြီး open လို့ပေါ်လာရင်၎င်း open ကိုနှိပ်ပါ Pinterest application ကပွင့်လာပြီးပုံမှန်အတိုင်း screen ရလာမယ်အောက်တန်းကမှန်ဘလူးကိုနှိပ်ပါအပေါ်က search bar မှာ frame by frame animation reference ကိုရိုက်ထည့်ပြီးအောက်ကမှန်ဘလူးလေးကိုနှိပ်လိုက်ပါအခု reference မှာနမူနာယူစရာပုံချမ်းတွေအစုံပဲခိုးမယ်ရိုက်မယ်လမ်းလျှောက်မယ်ပြန်မယ်ဒါတွေကိုမြင်ညံပြီးကတ်တုံးရုပ်ရှင်လုပ်ကြမယ်ဒီပုံကလူလန်းလျှောက်ပုံအမျိုးစုံပါပုံကိုဖိလိုက်ရင်ဒီလိုပုံဝင်ကြီးရလာမယ်ပုံရဲ့ညာဘက်အပေါ်တောင်အဆက်30တန်းကိုနှိပ်လိုက်ရင်ဒီပုံရလာမယ်ပုံပါ download image စာကိုနှိပ်လိုက်ရင်ပုံကမိမိ gallery ထဲရောက်သွားပါပြီ gallery ထဲကပုံကိုမိမိလိုချင်တဲ့အပိုင်းဖြတ်ယူရပါမယ်ပုံကိုဖိလိုက်ရင်ယခုပုံအဖြစ်ပြောင်းသွားပါမယ်ခဲတံပုံကိုထပ်နှိပ်လိုက်ရင်ပုံကိုဖြတ်ထုတ်နိုင်တဲ့ crop နေရာရောက်ပါပြီ crop ကိုနှိပ်လိုက်တဲ့အခါဖော်ပြပါပုံအတိုင်းပြောင်းလဲသွားပြီးပုံကိုတေးသွားအောင်မြားပြထားသောတောင်စွန်းများကိုတွန်း၍လုပ်ရပါမယ်လိုချင်တဲ့ပုံရတဲ့အခါ save ကိုနှိပ်ပြီးပုံကို gallery ထဲမှာတင်လိုက်ပါ gallery ကိုဖွင့်ကြည့်တဲ့အခါပုံကိုတွေ့ရပါပြီ Flipper Clip က work project ရဲ့ gallery ထဲကပုံရဲ့ပေါင်းပြီး animation လုပ်ဖို့အသင့်ဖြစ်နေပါပြီလက်တင်နေအနေနဲ့မိမိ animation video ပါကာတွန်းရုပ်လေးတွေအသက်ဝင်တဘာဝကြဖို့ဖန်တီးဖို့အလွန်ခက်ပါတယ်မြញ្ញမ်းပြတဲ့နီးလာလင်အကောင်းဆုံးဖြစ်မှာပါနောက်ဗီဒီယိုမှာပြန်ဆုံမယ်